သားတွေမျက်နှာပျော်ရွှင်နေရှင်လောင်းငယ်တွေအလားတရားစိုက်ခေါင်းရှင်လောင်းနေဒီနေ့ပဲလေပန်းရနံတွေလေတဲ့ပြန်နေလူကြီးလူငယ်အားလုံးပျော်ကြကုသိုလ်တွေစုစိတ်ချမ်းသာကြစိတ်ချမ်းသာနာကြတန်ခါတော်များရှိကကြိုမင်္ဂလာတန်များကြားရတယ်လို့မင်္ဂလာတန်များကြားရတယ်လို့